တော်ဆိုးမကီမရဲ့မကီမဆိုးတာမဟုတ်ဘူးမကီမတနာကြီးတယ်မကီမအရင်တနာကြီးလို့ပေါ့နော်မကီမတကယ်ပြောတာအခုထိမကီမမရေးစားရှိလားဆိုမကီမမရေးစားမရှိဘူးဘာဖြစ်လို့လဲဆိုတော့မကီမရေးစားထားခဲ့တာပေါ့နော်အများကြီးပဲမကီမဒဏ်တယောက်မှခံမနိုင်ဘူးဘာဖြစ်လို့ဒဏ်ခံမနိုင်လားပေါ့နော်တချို့လူတွေကမေးတယ်မကီမဘာလဲတအားဆိုးလို့လားမကီမမရေးစားမရှိဘူးမကီမမချစ်တဲ့ယောက်ျားလဲတယောက်မှမရှိဘူးမဟုတ်ဘူးเนาะအမှန်တော့မကီမကအရန်တနာကြီးတာHi guys မင်္ဂလာပါကဘရိုရီရဲ့ DPO Friday တကတော့ကျွန်တော်တို့ပြောစရာကောင်းတဲ့ထိုင်းကတချန်နဲ့အရှိကြီးပြီးအပေးချမ်းတဲ့မခင်မကြောင့်သူနာမှာဘေးယောက်ျားမကြာမနေနိုင်ဘူးဆိုတဲ့မခင်မရဲ့ရင်ဖွင့်တန်လေးကိုကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့ DPO Friday ကိုကျွန်တော်တို့ပြင်းလေးကြည့်ကြအောင် Let's goတော်ဆိုးမကီမရဲ့မကီမဆိုးတာမဟုတ်ဘူးမကီမတနာကြီးတယ်မကီမအရင်တနာကြီးလို့ပေါ့နော်မကီမတကယ်ပြောတာအခုထိမကီမမရေးစားရှိလားဆိုမကီမမရေးစားမရှိဘူးဘာဖြစ်လို့လဲဆိုတော့မကီမရေးစားထားခဲ့တာပေါ့နော်အများကြီးပဲမကီမဒဏ်တယောက်မှခံမနိုင်ဘူးဘာဖြစ်လို့ဒဏ်ခံမနိုင်လားပေါ့နော်တချို့လူတွေကမေးတယ်မကီမဘာလဲတအားဆိုးလို့လားမကီမမရေးစားမရှိဘူးမကီမမချစ်တဲ့ယောက်ျားလဲတယောက်မှမရှိဘူးမဟုတ်ဘူးเนาะအမှန်တော့မကီမကအရန်တနာကြီးတာတနာကြီးလို့ပေါ့เนาะမကီမရေးစားတွေဆိုပေါ့เนาะမကီမတကယ်ပြောတာမကီမကအချစ်လဲကြီးတယ်လို့ပါလဲအချစ်လဲကျန်းတာပေါ့ကွာအဲ့လိုမျိုးပေါ့เนาะဘယ်လိုကျန်းလဲဆိုတော့เนาะမကီမမရေးစားစီတယ်ဆိုဟုတ်ပေါ့เนาะမကီမနာမှာပေါ့เนาะနေပေးရမှာပေါ့ကွာ24နာရီလောက်နေပေးရမယ်24နာရီလုံးနေပေးရမယ်ဘာအလုံးမလုံးစရာမလိုဘူးအလုံးတစ်ခုပဲရှိတယ်ပါကြီးတို့ဒီနော်မသွားလို့မရဘူးမကီမနာမှာပဲနေပြီးမကီမကိုပါလဲမုတ်ဖူမုတ်ပေးရတာပေါ့ကွာအဲ့လိုမျိုးတော်တယ်မကီမတကယ်ပြောတာပေါ့နော်အချစ်လဲကြီးတယ်နောက်တော့အပေးလဲကျန်းတယ်ဆိုတော့ပေါ့နော်တချို့လူတွေကတော့မသိဘူးကွာမသိတော့ဒီကီမပါလဲပစပေါက်ကျန်းလို့ဘယ်ကောင်မှမမြဲတာဖြစ်မယ်အမှန်တကယ်တော့မဟုတ်ဘူးအပေါက်ကျန်းတာမဟုတ်ပြောအပေါ်ပေါက်ကျန်းတာမဟုတ်ဘူးအပေါက်တရိုင်းတာနော်ဝေါအမေဆိုတနာကြီးတယ်ဖြစ်မှာပေါ့တနာကြီးတော့ဘယ်ယောက်ျားနေနိုင်မလဲမနော်ယောက်ျားလေးတွေပြောလို့ပြောရတယ်မဟုတ်ယောက်ျားလေးတွေတနာဘလောက်ပဲကြီးเนาะမိန်းကလေးကိုလိုက်လို့မမီဘူးเนาะမိန်းကလေးတွေကလေတနာကြီးလေအရင်ကြောက်ဖို့ကောင်းတာเนาะတကယ်ပြောတာเนาะမယုံလို့ရှိစမ်းကြည့်လိုက်เนาะဒီခုကြည့်နေတဲ့လူတွေမှာရှိအိမ်တောင်တဲ့တွေရှိတိမယ်เนาะမိန်းကလေးတွေကပြောရမယ်ဆိုကွာမတောင်းဘူးကွာမတောင်းလို့ရှိယောက်ျားလေးထပ်တော့စိုးတာကွာတချို့မိန်းကလေးတွေဆိုတောင်းလာမတောင်းလာပေါ့နော်ဘာလဲစောက်စီတော့လောက်တယ်အဲ့လိုမျိုးမကီမတကယ်ပြောမကီမတော့စောက်စီတော့လောက်တယ်တောင်းလာဆုံးတောင်းတယ်ဒါမဲ့တောင်းပြီမဲ့မကီမလီတူးဆောင်တယ်လေလီတူးဆောင်တဲ့ခါကျတော့မကီမတကယ်ပြောတာမကီမတပတ်ကိုလီတူနဲ့4ကြိမ်စော့နေကြတချို့လူတွေကပြောတယ်ပေါ့နော်ဒီကီမဘသူမှသူ့ကိုမကြိုက်လို့လီတူနဲ့စော့နေရတယ်မဟုတ်ဘူးအမှန်တကယ်တော့မကီမကျမ်းမာရေးကောင်းအောင်လို့မကီမကိုမတွေးလေပန်းမုံတွေပုံမှန်နော်ပုံမှန်အနေထားဖြစ်အောင်ဆိုပြီးမှသူကဆော့ပေးတာဗျကျမ်းမာရေးအရာနော်ဘာမှအများကြီးမတွေ့နဲ့ကျမ်းမာရေးအရာဆော့တာသူကနော်မကီမထိန်တယ်ဆောက်တယ်နောက်တော့လီတူနဲ့လဲအပတ်တိုင်းစော့တယ်အပတ်ပဲမတပတ်မှ4ချိန်ပါပေါ့နော်စော့တော့ပေါ့နော်
မကီမာတို့ကလောမရှိမနေနိုင်လားဆိုတော့လောမရှိမနေနိုင်ဘူးဒါပေမဲ့လီတူတော့စောင့်ထားတာပေါ့နော်အဲ့လိုမျိုးယောက်ျားလေးတွေကတော့ ဘလို့တိုက်တိမျိုးနဲ့ဒီလိုစကားတွေကိုလိုက်ပေါ်တင်ပြောတာလေငါစဉ်းစားလို့အခုထိမရသေးတာနော်ဘလို့တိုက်တိမျိုးနဲ့မင်းညီကုံကုံသမားတွေကွာငါပြောတာနောက်ကြီးလာရင်သားတဲ့သမီးတွေရှိလာရင်ဒီဟာတွေကိုသားတဲ့သမီးတွေမြင်ရင်ကောဗျာနော်ဘလို့ဖြစ်ရှိမှာတော့နော်ဘလို့တိုက်တိနဲ့ငါပြောတာတော်တော်ကြီးတိုက်တိကောက်လို့ပြောရမယ်ဗျာနော်ဝါး သူတို့ယောက်ျားလေးနဲ့မိန်းကလေးနဲ့မတူဘူးလေနော်ယောက်ျားလေးတွေကတောင်းလာလို့ရှိရင်ဖုံးထဲမှာသူ့ရေစားအဖောက်သူကြည့်ပြီးတော့ကိုယ်ထုတယ်အခုခေတ်ရတော့မကီမလိမ့်လို့မရဘူးအခုခေတ်ယောက်ျားလေးတွေကသူ့မှာရှော့ရှိရင်ဖုံးထဲမှာစဖောက်တောင်းကြည့်မယ်အဲ့ဒါသူတို့ကြည့်ပဲတချို့ယောက်ျားလေးတွေဆိုပေါ့နော်ရေစားထားတာတော့9မိနစ်မရှိဘူးဖုံးထဲမှာအဖောက်တောင်းကြည့်ပြီးကိုယ်ထုနေပြီအဲ့ဒါနော် ဒီခုခေတ်ရတော့မကီမလာလိမ့်လို့မရဘူးအခုခေတ်ယောက်ျားလေးတွေကတော့ဖုံးထဲမှာအဖောက်ကြည့်ပြီးကိုယ်ထုတဲ့ယောက်ျားလေးတွေကြီးပဲเนาะအဝေးမှနေလို့ရှိပေါ့เนาะဒါပေမဲ့အနီးမှနေတော့ထုစရာမလိုပေါ့ကွာကိုစော်ကိုခေါ်ချိန်ပြီးလို့တချို့လူတော့စော်ရှိတယ်เนาะစော်ရှိမိန်းမရှိတာတော့ပေါ့เนาะမိန်းမဥပမာတတိအိမ်မှာသူကတော့အလောက်ယုံမှာအဲ့လိုမျိုးဆိုတော့ပေါ့เนาะမိမရှိတာတော့တပတ်တစ်ခါဩကာကြည့်ပြီးကိုယ်ထုတော့ပေါ့တော့တချို့ယောက်ျားလေးတက်ပတ်ဆက်ရှိတယ်လည်းပေါ့ပေါ့အဆက်စီတဲ့ယောက်ျားလေးဆိုတော့ယုံသွားပေါ့နော် တော်တော်ကြီးသိနေတာပါကွာသူကတော့တော်တော်ကြီးကိုသိတာတော်တော်ကြီးကိုသိတာ ဒါပေမဲ့ကီမဆိုးလာမဆိုးလာဘယ်ကောင်မှမကီမနာကိုနေမနိုင်ဘူးမကီမတနကြီးလို့24နိုင်လုံးစောက်စီကတောင်းနေလို့လေနော်စိုးတယ်အဲ့ဒီမှာတအားစိုးတယ်ပြောရေးစောက်စီတော့လောက်တယ်ပြီကိုထက်လာတော့အပန်းမီတယ်ကြောက်စရာအဖောက်ငါလုံးမအဖောက် စောရဲ့ကျိုင်းရဲ့ဗျာနော်ဝေါကျိုင်းတာဟာကဲဒါတော့ထိုင်းနိုင်ငံကပြောစရာကောင်းတဲ့တကြံဗျနော်ဒီလိုတကြံမျိုးကျွန်တော်တို့ကရက်တရားဆိုတဲ့ဒါနှွှဲနိုင်မယ်လို့ထင်တယ်ဗျာနော်ဝေါကြည့်လိုက်ကြအောင်ကဲဘရိုလေးဒါကတော့ထိုက်ကတကြံပါဗျနော်သူကတော့မကင်မထက်ကိုပို့ပြီးတော့ကြိုက်မဲ့သဘောရှိတယ်ဆိုတော့ဒီလိုတကြံမျိုးကိုပါဝင်စင်နေရှင်တော့ကျွန်တော်တို့ထိုင်းနိုင်ငံတော့မှဖြစ်ပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့နောက်နေ့အတွက်ထိုင်းနိုင်ငံတော့အောင်မွေးတဲ့ကြပါ